ကျွန်တော်တို့ကလေဟိုဆက်ဆက်တွဲမယ်ဆိုရင်ကျွန်တော်တို့ကဒီမိုက်စာလေးရတာကျွန်တော်တွဲပုံတွဲလေးအားလုံးတွဲတာကိုပြပြပေးမယ်နော်ဒီမိုက်စာလေးမှာဒီမှာ main output နှစ်ခုပါတယ်အဲ main output ကနေမှကျွန်တော်တို့ထွက်လိုက်ဒါတော့မိုက်စာရဲ့သဘောတော့အတူတူပဲရဲ့ဒီ main output ကိုယူပြီးသွားပြီဆိုကျွန်တော်တို့ကဟိုညီတို့ဒီမှာရှိတဲ့ crossover နဲ့တွဲမယ်ဆိုဒီမှာ crossover နှလုံးပါမှာ main height တစ်လုံးဆက်ဥပါတစ်လုံး main height နဲ့ဆက်ဥပါပေါ့နော်ကျွန်တော်တို့ကစပြီးတော့ဝင်မှာက main output ကထွက်ခဲ့တဲ့ကျိုးနဲ့ချောင်းကို main height မှာပဲဝင်မှာနော်ဒီမှာ input ဒီဘက်မှာ input ဒီ input နှစ်ခုမှာပဲညီတို့စိုက်ပါနော်ကိုအချောင်းဆိုင်လိုက်ပြီတိုလေးတွေပဲအချောင်းဆိုင်လိုက်ပြီနော်အဲဒါတော့မိုက်စာကဖွင့်လိုက်တဲ့အတန်က crossover မှာရောက်သွားပြီကျွန်တော်တို့က input ပြီးသွားရင်ဒီဘက်က output ကိုပြင်ဆင်ထားဖို့လိုမယ်နော်ဒီဘက်ကကောင်ကကျွန်တော် input link ခေါ်တာပေါ့ input link ကညီတို့ဒီဘက်ကအဝင်နဲ့တူတူပေါင်းထားတာနော်ဒီကောင်စဉ်းစားကြရမလို့သေးဘူးလက်ရှိထွက်ရမှာဒီ output ကနေ output 1ရှိမယ် output 2ရှိမယ်ပေါ့နော်သူတို့နှစ်ခုကပဲထွက်ပေးရမှာသူတို့နှစ်ခုကထွက်ပေးရမယ်ဆိုတော့ကျွန်တော် output 1ရင်ထွက်လိုက်မယ်နော် output 1ထွက်လိုက်မယ်ပြီးရင် output 2ထွက်လိုက်မယ်ဟုတ်ပြီအဲ့ဒီ output 1ထွက်ခဲ့တဲ့ကျိုးကဘယ်မှာဝင်မလဲဆိုတော့ညီတို့ကအောက်မှာ4 channel ရှိတယ်နော်ကျွန်တော်အခုရုပ်ထည့်ပေးထားတဲ့နေရာမှာ4 channel ပါတယ်4 channel မှာသူကchannel 1 2 3 4ဆိုပြီး channel 4ခုပါတယ်နော်4ခုပါတာက output 1ထွက်ခဲ့တဲ့အောင်ညီတို့က channel 1မှာစိုက်လိုက်မယ် okay ဒါဆိုရင် channel 1မှာတန်ရောက်သွားပြီနောက်တစ်ခု output 2ကထွက်ခဲ့တဲ့ဂျိုးကိုကျတော့ညီတို့ကဒီဘက်က channel 3မှာစိုက်လိုက်နော်သူကဒီမှာအလဲကောင်မှာမြင်းချောင်းလေးထားထားတယ်1 2 3 4ဆိုပြီးထားထားတယ်အဲကျတော့ကျွန်တော်တို့ကchannel နဲ့ channel 1ရဲ့3ရဲ့မှာအတန်ရောက်သွားပြီနောက်နဲ့2နဲ့4နဲ့ကြံသေးတယ်အဲကျတော့အတန်ဘယ်လိုပြန်ယူမလဲဆိုတော့ကျွန်တော်တို့ကဟိုခက်လို့သဘောတရားရဆိုရင်တော့ဒီဘက်မှာ parallel ပြောင်းပြီးတော့လုပ်လိုက်တယ်ဆိုရင်လည်းအတန်ကလာပြီဒါပေမဲ့ဒီလေးကအခုသုံးစိတ်ကျင်တဲ့ပုံစံကတလိုင်းချင်းစီကိုမှလာမလား height တွေပါတွေကစလာမလားစစ်စစ်ကျင်တာမို့လို့ parallel နဲ့ပေးမထားဘူးညီလေးဒီအောက်ကနေမှ link နဲ့ပြန်သွားပေးမယ်အောက်က input 1ရဲ့အောက်မှာ link ပေါက်ပါတယ်အဲ့ဒီ link ပေါက်ကိုဂျိုးစိုက်လိုက်နော်ဝေဒီမှာတစ်ချောင်းနဲ့ပဲစိုက်လိုက်စိုက်ပြီးသွားရင် input 2ကိုပြန်သွားလိုက် okay ဒါဆိုရင်1 2အတန်ရောက်သွားပြီကိုနော်နောက်တစ်ခုကျွန်တော်တို့ channel 3ရဲ့အောက်မှာ link စိုက်လိုက်စိုက်ပြီးသွားရင် channel 4မှာပြန်ဝင်လိုက်ဒါဆိုရင်ညီတို့ကမိုက်စာမှာ bluetooth ချိတ်ပြီးသွားပြီဆိုတာနဲ့ crossover တစ်လုံးနဲ့ main height တန်အပေါ်ကချူကိုလေးလုံးအတန်ဖွင့်အောင်ထွက်အောင်ဖွင့်လို့ရပြီနော်နောက်တစ်ခုအပေါ်က main height ပြီးသွားပြီဆိုရင်အောက်ကဆက်ဥပါမှာလည်းညီတို့ကဘယ်လိုပြန်သွားမလဲဆိုတော့ဝင်စရာအောက်ကနေမိုက်စာတွေထွက်ခဲ့စရာအကျိုးမရှိတော့ဒီမှာခုနညီပြောတဲ့ input link ဒီ link ရဲ့သဘောကတော့ share crossover ရဲ့ volume နဲ့မဆိုင်ဘူးညီတို့ဟိုမိုက်စာတင်ဒီ link အတန်ကျလာမယ်မိုက်စာချွတ်ရင် link မှာအတန်တိုးသွားမယ်နော်အဲဒါတော့ကျွန်တော်တို့ကဘယ်လိုပြန်ယူမလဲဆိုတော့ဒီဘက်က input link ကနေမှာအောက်ကဆက်ဥပါရဲ့ input ကိုပြန်ဝင်ပါရိုးရှင်းလေးပဲเนาะကိုမရှုပ်ဘူးရဲ့ဒီလိုပြန်ဝင်လိုက်ပါနောက်တစ် channel ထိုနည်းတူပဲကျွန်တော်တို့ဒီဘက်က input link ကနေမှာအောက်ကဒီ input ကိုပြန်ယူလိုက်ပါဒါလေးပဲเนาะအဲကျတော့နှစ်ချမ်းလုံးပြီးသွားပြီအတန်ရောက်သွားပြီဆိုတော့ခဏကျွန်တော်ပြောသလိုပဲအဝင်ပြီးသွားရင်ထွက်ဟိုက output 1 2မှာထွက်ခဲ့လိုက်ပြီးသွားပြီကိုကြီးဒီမှာ1ဒီဘက်က output 1ဒီဘက်က output 2output 1ဟာကိုအောက်ကဒီကောဆန် PN20K ရဲ့ဒီမှာနှစ်ပေါက်ပါတယ်သူက link ဟိုဟာနှစ်ပေါက်ပါတယ်1ရဲ့2ရဲ့အလဲကောင်ကခလုတ်ကနှိမ့်เสียမလို့အလဲကောင်ခလုတ်နှိမ့်တယ်ဆိုရင်ကျွန်တော်တို့ကဒီရှေ့က channel A volume တစ်ခုအလုပ်လုပ်ရုံနဲ့ဒီဘက်က2ကလည်းလုပ်နေပြီเนาะအဲတော့ဒီဘက်က volume ကအသေးဖြစ်သွားမှာကျွန်တော်တို့သုံးတာအကျိုးနဲ့ချောင်းဝင်ပြီးတော့သုံးပါဆိုတော့ခလုတ်နှိမ့်เสียမလို့ဘူးဟိုဘက်က output 1ထွက်ခဲ့တဲ့ဟာကိုဒီ1မှာဝင် output 2ကထွက်ခဲ့တဲ့ဟာကိုဒီဘက်2မှာဝင်လိုက်ကြပြီကိုเนาะကျွန်တော်ဖွင့်တဲ့ဟာလေးတော့ပြီးရင်ခြေခံသေးသေးကိုပြန်ပြီးတော့ပြပြပေးမယ်เนาะကျွန်တော်ဆိုရင်တော့တွဲတာရသွားပြီဒီဗီဒီယိုလေးမှာကိုအားလုံးပြန်ကြည့်လို့ရသွားပြီစက်ပုံးတွေအားလုံးရဲ့ပါပါညီတို့ကဒီ AC outlet မှာစိုက်နိုင်ရပြီเนาะကိုโอเคကျေးဇူးပါကိုစမမီတာရှိတဲ့ပြန်ပြီးလို့ရပါတယ်ကိုဟုတ်